Namo Tata Bhagavato Arhato Dhamma Sambuddhassa Buddha Nam Zivitata Nadeka Kinasi Aundarayo Katung Tatami Hotu Adita De Buddha Bhagavato Abadihadanyana Anagatan De Buddha Bhagavato Abadihadanyana Yesu Banande Buddha Bhagavato Abadihadanyana Imehi Tihi Damehi Tamanagatata Buddha Bhagavato Bhavam Kaya Kamanyana Pubekamanyana Nupari Wodam Bhavam Wazi Kamanyana Pubekamanyana Nupari Wodam Bhavam Manokamanyana Pubekamanyana Nupari Wodam Imehi Sahi Dhamehi Tamanagatata Buddha Bhagavato Nati Sandata Hani Nati Dhamadithanaya Hani Nati Viriyata Hani Nati Vipadanaya Hani Nati Tamaditha Hani Nati Vimodiya Hani Imehi Dwaratahi Dhamehi Tamanagatata Buddha Bhagavato Nati Dawa Nati Rawa Nati Apudam Nati Vegayi Dadam Nati Abhyawadamano Nati Abadithin Karubika Imehi Atharadahi Damehi Tamanagatata Buddha Bhagavato Namo Tattana Dhamma Sambuddhana Nati Tathagata Gaya Dusaritam Nati Tathagata Vasi Dusaritam Nati Tathagata Mano Dusaritam Nati Aditante Buddha Bhagavato Patihadanyana Nati Anagatante Buddha Bhagavato Patihadanyana Nati Pisopanante Buddha Bhagavato Patihadanyana Nati Tavankaya Kamanyana Pubekamanyana Nanupari Wodam Nati Tavanvasi Kamanyana Pubekamanyana Nanupari Wodam Nati Tavamano Kamanyana Pubekamanyana Nanupari Wodam Imam Dharana Midam Adamam Tava Tattana Dana Linam Tandara Bhayavidanam Ekam Mahatesa Imam Ananda Dharana Paridam Dharehi Vasehi Badiposahi Tata Kaye Vidam Nakameya Urage Nalegeya Egi Nadeheya Nanavaya Wiko Na Eka Harago Na Duharago Na Diharago Na Zadu Harago Na Omadagam Na Mulagam Manodehi Amanodehi Na Hinaga Tang Dharana Paridam Yathagadamam Zalo Mahazalo Zalidi Mahazalidi Boge Aboge Dhamadi Mahadhamadi Utingami Tamingalam Imanko Banananda Dharana Paridam Tata Tatati Tama Sambuddha Kodihi Vadidam Wude Awude Ganawe Aganawe No me Dewe Dewe Kaye Akaye Dharani Adarani Eli Meli Daily Meli Yoruke Mahayoruke Utingami Tamingalam Imanko Banananda Dharana Paridam Nawana Wudiya Tang Buddha Kodihi Vadidam Dejila Dandila
မန္တိလာရောဂီလာခရလာဒုဝိလာဧတေနာသစ္စာဝေဇေနာသုတိမေဟောတုသဗ္ဗရာဗုဒ္ဓနာဖယားရှင်တို့ဤဇီဝိတတအသက်တော်ဤအန္တရာယောအန္တရာကိုကေနစီတစုံတယောက်သောသူသည်ကာတုံးပြည့်စည်အောင်ပြုခြင်းငါနာတက်ကယထာမတတ်နိုင်တဲ့ကဲ့သို့တထာထို့တူမင်းငါဤအန္တရာယောအန္တရာကိုကေနစီတစုံတယောက်သောသူသည်ကာတုံးပြည့်စည်အောင်ပြုခြင်းငါနတ်တက်ကမတတ်ကောင်းသည်ဟောတုဖြစ်ပါစေတည်းဗုဒ္ဓနာဖယားရှင်တို့ဤဇီဝိတတအသက်တော်ဤအန္တရာယောအန္တရာကိုကိနာစီတစုံတယောက်သောသူသည်ကာတုံးပြည့်စည်အောင်ပြုခြင်းငါနတ်သက်ကာယထာမတတ်နိုင်တဲ့ကဲ့သို့တထာထို့အတူတုံးမကံသင်တရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့ဤအန္တရာယောအန္တရာကိုကိနာစီတစုံတယောက်သောသူသည်ကာတုံးပြည့်စည်အောင်ပြုခြင်းငါနတ်သက်ကာမတတ်ကောင်းသည်ဟောတုဖြစ်ပါစေတည်းဘဂဝါတော်ဘုံတော်6ပါးနှင့်ပြည့်စုံတော်မူသောဗုဒ္ဓသမြတ်စွာဘုရား၏အတ္တိတံသေအတ္တယဖို့၌အပတိဟတံစီတာဆိုပိတ်တွန့်လေခြင်းမရှိသောဉာဏ်ဉာဏ်တော်၎င်းဘဂဝါတော်ဘုံတော်6ပါးနှင့်ပြည့်စုံတော်မူသောဗုဒ္ဓသမြတ်စွာဘုရား၏အနာဂတံသေအနာဂဖို့၌အပတိဟတံစီတာဆိုပိတ်တွန့်လေခြင်းမရှိသောဉာဏ်ဉာဏ်တော်၎င်းဘဂဝါတော်ဘုံတော်6ပါးနှင့်ပြည့်စုံတော်မူသောဗုဒ္ဓသမြတ်စွာဘုရား၏ပြစ္ဆုတ်ပန္နသေပြစ္ဆုတ်ပံဖို့၌အပတိဟတံစီတာဆိုပိတ်တွန့်လေခြင်းမရှိသောဉာဏ်ဉာဏ်တော်၎င်းတိဟိသုံးပါးကုန်သောဣမေဓမေဟိဤကျေးဇူးတော်ဂုဏ်တော်တို့နှင့်သမ္မာနာဂတသပြည့်စုံတော်မူသောဘဂဝါတော်ဘုံတော်6ပါးနှင့်ပြည့်စုံတော်မူသောဗုဒ္ဓသာမြတ်စွာဘုရား၏ညာနာပုပ္ပင်ကမံညာတော်လျင်ရှည်သွားရှိသောညာနာနုပရိဝတ္တညာတော်သို့အစဉ်လိုက်သောသာဘောအလုံးစုံသောကာယကမ္မကာယကံ၎င်းညာနာပုပ္ပင်ကမညာတော်လျင်ရှည်သွားရှိသောညာနာနုပရိဝတ္တညာတော်သို့အစဉ်လိုက်သောသဗ္ဗံအလုံးစုံသောဝစီကမ္မဝစီကံ၎င်းညာနာပုပ္ပင်ကမညာတော်လျင်ရှည်သွားရှိသောညာနာနုပရိဝတ္တညာတော်သို့အစဉ်လိုက်သောသဗ္ဗံအလုံးစုံသောမနောကမ္မမနောကံ၎င်းစာဟိ6ပါးကုန်သောဣမေဓမေဟိဤကုံကျေးဇူးတော်တို့နှင့်သမ္မာနာဂတတပြည့်စုံတော်မူသောဘဂဝါတော်ဘုံတော်6ပါးနှင့်ပြည့်စုံတော်မူသောဗုဒ္ဓသမြတ်စွာဘုရားအားသန္တတသန္တတော်ဤဟာနိရုပ်လျော်ခြင်းသည်နတ္ထိမရှိဓမ္မဒေသနာယတရားဟောခြင်း၌ဟာနိရုပ်လျော်ခြင်းသည်နတ္ထိမရှိဝိရိယသာဝိရိယတော်ဤဟာနိရုပ်လျော့ခြင်းသည်နတ္ထိမရှိဝိပဿနာယဝိပဿနာဉာဏ်တော်ဤဟာနိရုပ်လျော့ခြင်းသည်နတ္ထိမရှိသမာရိသသမာရိတော်ဤဟာနိရုပ်လျော့ခြင်းသည်နတ္ထိမရှိဝိမု ക്തി ယအရဟတဖို့ချောင်းသာဤဟာနိရုပ်လျော့ခြင်းသည်နတ္ထိမရှိဒွါရသဟိ12ပါးကုန်သောဣမေဓမေဟိဤကုံကျေးဇူးတော်တို့နှင့်သမ္မာနာဂတသပြည့်စုံတော်မူသောဘဂဝါတော်ဘုံတော်6ပါးနှင့်ပြည့်စုံတော်မူသောဗုဒ္ဓသာမြတ်စွာဘုရားအားတဝါရေမြူးခြင်းသည်နတ္ထိမရှိရဝါအချွတ်အချော်ပြောဆိုခြင်းသည်နတ္ထိမရှိအဘုဒ္ဓဉာဏ်တော်ဖြင့်မတွေ့ထီသောတရားသည်နတ္ထိမရှိဝေဂာယိတတဉာဏ်တော်နှင့်မဆင်ញင်မဲ့အစောတလျင်ပြုမိခြင်း၏အဖြစ်သည်နတ္ထိမရှိ
အဗျာဝတ္တမနောကြောင့်ညာမဲ့သောနှလုံးတော်သည်နတ္ထိမရှိအပတိသင်္ခါရုပိခအစင်ရင်ကင်း၍ဥပေက္ခရှုခြင်းသည်နတ္ထိမရှိအထာရတဟိ18ပါးကုန်သောဣမေဟိဓမ္မေဟိဤဂုံကျေးဇူးတော်တို့နှင့်သမဏဂတတပြည့်စုံတော်မူသောဘဂဝါတော်ဘုံတော်6ပါးနှင့်ပြည့်စုံတော်မူသောဗုဒ္ဓတမြတ်စွာဘုရားအားနမောရှိခိုးပါ၏တတ္တနံခုနစုကုံသောသမ္မာသမ္ဗုဒ္ဓနံဝိပဿိတိခိဝိတ္တဘူစာသောဘုရားရှင်တို့အားနမောရှိခိုးပါ၏တထာဂတသာဝိပဿိယစရှိသောရှေးဘုရားတို့ကဲ့သို့လာခြင်းကောင်းတော်မူသောမြတ်စွာဘုရားအားကာယဒုစရိတံကိုဖြင့်ပြုအပ်သောမကောင်းမှုကာယဒုစရိုက်သည်နတ္ထိမရှိတထာဂတသာရှေးဘုရားတို့ကဲ့သို့လာခြင်းကောင်းတော်မူသောမြတ်စွာဘုရားအားဝစီဒုစရိတံနှုတ်ဖြင့်ပြုအပ်သောမကောင်းမှုဝစီဒုစရိုက်သည်နတ္ထိမရှိတထာဂတသာမြတ်စွာဘုရားသခင်အားမနောဒုစရိတံစိတ်ဖြင့်ပြုအပ်သောမကောင်းမှုမနောဒုစရိုက်သည်နတ္ထိမရှိဘဂဝါတော်ဘုံတော်6ပါးနှင့်ပြည့်စုံတော်မူသောဗုဒ္ဓသာမြတ်စွာဘုရားအားအတ္တိတံသေယတရဖို့၌ပတိဟတံစီတဆိုပိတ်တွလိန်သောဉာဏ်တော်သည်နတ္ထိမရှိဘဂဝါတော်ဘုံတော်6ပါးနှင့်ပြည့်စုံတော်မူသောဗုဒ္ဓသာမြတ်စွာဘုရားအားအနာဂတံသေအနာဂဖို့၌ပတိဟတံစီတဆိုပိတ်တွလိန်သောဉာဏ်တော်သည်နတ္ထိမရှိဘဂဝါတော်ဘုံတော်6ပါးနှင့်ပြည့်စုံတော်မူသောဗုဒ္ဓသာမြတ်စွာဘုရားအားပြစ္ဆုတ်ပန္နံသေပြစ္ဆုတ်ပန်ဖို့၌ပတိဟတံစီတဆိုပိတ်တွလိန်သောဉာဏ်တော်သည်နတ္ထိမရှိဗုဒ္ဓသာမြတ်စွာဘုရားအတ္တပါအလုံးစုံသောကာယကမ္မံကိုဖြင့်ပြုအပ်သောအမှုသည်ဉာဏပုပ္ပင်ကမ္မံဉာဏ်တော်ရှိသောမရှိခြင်းသည်ဉာဏံဉာဏ်တော်သို့နာနုပရိဝတ္တံအစင်မလိုက်ခြင်းသည်နတ္ထိမရှိဗုဒ္ဓသာမြတ်စွာဘုရားအားသဗ္ဗံအလုံးစုံသောဝစီကမ္မနှုတ်ဖြင့်ပြုအပ်သောအမှုသည်ဉာဏပုပ္ပင်ကမ္မဉာဏ်တော်ရှိသောမရှိခြင်းသည်ဉာဏံဉာဏ်တော်သို့နာနုပရိဝတ္တံအစင်မလိုက်ခြင်းသည်နတ္ထိမရှိဗုဒ္ဓသာမြတ်စွာဘုရားအားသဗ္ဗံအလုံးစုံသောမနောကမ္မစိတ်ဖြင့်ပြုအပ်သောမှုသည်ဉာဏပုပ္ပင်ကမ္မဉာဏ်တော်ရှိသောမရှိခြင်းသည်ဉာဏံဉာဏ်တော်သို့နာနုပရိဝတ္တအစင်မလိုက်ခြင်းသည်နတ္ထိမရှိဣမံဓာရဏံဤဆောင်သည်အမိတမ္မနိုင်ရှင်အသမံတုဖက်လီမရှိသဗ္ဗတတ္တနံတတ္တဝခတ်သိမ့်တို့ဤဒါနံမိခိုပုံအောင်ရာလိဖြစ်၏လေနံလီလျောင်းလာဖြစ်၏အာနန္ဒจิตသာအာနန္ဒတန္တာရဘယဗိဒါနံတံတယဘေကိုကြောက်ကုန်သောသူတို့ဤအကံအထုအမြတ်ဖြစ်သောမဟာတေဇံကြည်သောတကုတေဇောရှိသောဣမံဓာရဏပရိဒံဤဓာရဏပရိတ်တော်ကိုဓာရိဟိဆောင်ထားလော့ဝါစေဟိသင်ပေးပို့ချလော့ပရိပု္ပ္ပစာဟိစီစစ်မင်းမြန်းလော့တတ္တထုဓာရဏပရိတ်ကိုဆောင်ထားချပေးစစ်စေသောသူဤကာယေကို၌ဝိတံစိတ်သည်နာကမေယမကြောက်ရာဥရကေယေ၌နလည်းကေယမညိတွယ်မနစ်မွန်ရာအကိမီသည်နာတဟေယမလောင်ရာနာနာဘယဝီကောအထူးထူးအပြားပြားများစွာသောဘေးရန်တို့မထိမရောက်နိုင်ရာနဧကဟရကောတစုံတယောက်သောသူမြတရက်မကောင်းကြံစီခြင်းငါလီမတတ်နိုင်ရာ
နာဒွိဟာရကောနှစ်ရက်မကောင်းကြံစီခြင်းငါလီမတတ်နိုင်ရနာတိဟာရကောသုံးရမကောင်းကြံခြင်းငါလီမတတ်နိုင်ရနာစတုဟာရကောလေးရမကောင်းကြံခြင်းငါလီမတတ်နိုင်ရနာဥမ္မတကံယူသို့ပြည့်လွင်သောအနာလီမဖြစ်နိုင်ရနာမူလကံတွေးဝေမိုင်မဲသောအနာလီမဖြစ်နိုင်ရမနုဿေဟိလူတို့သည်၎င်းအမနုဿေဟိဘလူတို့သည်၎င်းနာဟိနကာမညင်းစေမဖြစ်စီမနှိမ့်ဆက်နိုင်ရတံဒါရဏပရိတံထိုဒါရဏပရိတော်သည်ယထကတမံအဘနိဟုမူကားဇာလောကဘာတသိမ့်လောင်သောအခါထွက်သောနေ90ဤအရှိန်အစောနှင့်တူသောတကုရှိန်သောအနုဘောရိဟုသောဂုံရှိထားသောမဟာဇာလောနတ်တရားနဂကလုံးဂုံမံဘလူရခိုင်အစရှိသည်တို့ကိုတားမြစ်နိုင်သောတန်ကွန်ရက်နှင့်တူသောဘုံတကုရှိန်သောအနုဘောရိဟုသောဂုံလိရှိထားသောဒါရဏပရိတ်တော်သည်ဇာလိတေရေမိမင်ခိုသူမချစ်မနစ်သက်လိုသောသူဟုဆိုအပ်သောရန်သူအန္တရာယ်အပေါင်းကိုလီဖယ်ရှားတားမြစ်နိုင်ရ၏မဟာဇာလိတေယောဂန္တရကတထန္တရကဒုဗ္ဗေကန္တရကဟုဆိုအပ်သောကသုံးပါးတို့မထိမရောက်နိုင်ရပုဂ္ဂေအမိဝမ်းတွင်၌ပฏิတန်နေတော်လီအချင်းဆွန်ခြင်းနာပင်ခြင်းယူသွခြင်းပြန့်လွင့်ခြင်းအနာမျိုးတို့မှလွတ်စေနိုင်ရ၏မဟာပုဂ္ဂေသစ်ပင်တောင်ကန်း6တို့မှကြာညာတော်လိမသေးနိုင်ရတံပါတေမရသေးသောစီးစိမ်ချမ်းသာယရဏဥစ္စာပေါင်းတို့ကိုလီရစေနိုင်ရ၏မဟာသမ္ပါတေရပြီးသောစီးစိမ်ချမ်းသာယရဏဥစ္စာပေါင်းတို့သည်ကြီးကျယ်ပြန်ပွားများနိုင်ရ၏ဘူတင်ငါမိဟုတ်မှန်သောအဖြစ်တမင်္ဂလံအမိုက်ပြောက်၍အလင်းရောက်ရ၏အာနန္ဒခြေသာအာနန္ဒခောပနာစင်စစ်အကဲမလွဲသဖြင့်ဣမံဒါရဏပရိတံဤဒါရဏပရိတော်ကိုတတ္တတတ္တတိသမ္မာသမ္ဗုဒ္ဓကောတိဟိ89ကရေကုံသောဘုရားရှင်တို့သည်ပါတိတံဟောတော်မူအပ်ပြီးဝတ္တေကောင်းသောအကျိုးနေရှင်ရ၏အဝတ္တေမကောင်းသောအကျိုးနေမရှင်ရကန္တဝေကောင်းသောတရားအရသာအနတ်မျိုးကိုဆောင်ရ၏ကန္တဝေမကောင်းသောတရားအရသာအနတ်မျိုးကိုမဆောင်ရနောမေကောင်းသောနှလုံးကိုဆောင်ရ၏အနောမေမကောင်းသောနှလုံးကိုမဆောင်ရသေဝေသူတော်ကောင်းတို့နှင့်ပေါင်းဖော်ရှင်တွဲမိဝဲရ၏အသေဝေသူတော်မဟုတ်သူယုတ်တို့နှင့်ပေါင်းဖော်ရှင်တွဲမမိဝဲရကာယေကောင်းသောကိုယ်ကိုဖြစ်စေရ၏ကာယေမကောင်းသောကိုယ်ကိုမဖြစ်စေရဒါရဏေကောင်းသောအမှုကုသိုလ်ကိုပြုဆောင်ရ၏ဒါရဏေမကောင်းသောအမှုအကုသိုလ်ကိုမပြုဆောင်ရအိလိကောင်းသောအိမ်မက်ကိုမြင်မဲ့ရ၏မိလိမကောင်းသောအိမ်မက်ကိုမမြင်မဲ့ရတိလိကောင်းသောတိတ်နမိတ်ကိုမြင်ရ၏မိလိမကောင်းသောတိတ်နမိတ်ကိုမမြင်ရယောရုခေသေးပြီးသောသစ်ပင်တို့ကိုရှင်စေရ၏မဟာယောရုခေရှင်ပြီးသောသစ်ပင်တို့ကိုလီအကိုင်အခက်အရွက်အလက်နှင့်ပြည့်စုံစေရ၏ဘုတင်ငါမိဟုတ်မှန်သောအဖြစ်ဓမင်္ဂလံအမိုက်ပြောက်၍အလင်းရောက်ရ၏အာနန္ဒခြေသာအာနန္ဒခောပနာစင်စစ်အကယ်မလွဲသဖြင့်ဣမံဒါရဏပရိတံဤဒါရဏပရိတော်ကို
နဝနဝတ္တိယသမ္မာသမ္ဗုဒ္ဓကောတိဟိ69ကရေကုံသောဘုရားရှင်တို့သည်ဘာတိတန်ဟောတော်မူအပ်သည်ဒေထီလာမကောင်းသဖြင့်ကြံသောသူတို့၏အကြံစီကိုလည်းသိမြင်နိုင်ရ၏တန်ဒီလာဓာလံလေးလက်နဲ့လေးမြမိပေါင်းအမြောက်အစရှိသောဘေးတို့ကိုလည်းမထင်မရောက်နိုင်ရမန္တိလာမန္တရာဂါထာအင်းအိုင်တို့သည်လိထမျက်နိုင်ရ၏ရောဂီလာရောဂအန္တရာယ်မျိုးတို့ကိုလည်းပယ်ဖြောက်နိုင်ရ၏ခရလာခံရခဲ့သောရုပ်ပြက်ဆင်းပြက်ယောဂါတို့မဆွဲကပ်နိုင်ဒုဗီလာကျိုးနှင့်တုတ်ထားခြင်းလက်ထိတ်ခတ်ထားခြင်းထောင်သွင်းအကျဉ်းချထားခြင်းပြုညာသောလီလွတ်နိုင်ရ၏ဣတိဤသို့ဗုဒ္ဓဗုဒ္ဓ၏ဖယားဆူသူတို့သည်ဘာတိတံဤမြလောက်အကျိုးရှိ၏ဟုဟောတော်မူခဲ့၏ဧတေနသစ္စာဝိဇေနဒါရဏပရိတ်တော်တကူသည်ဤမြလောက်အကျိုးရှိနိုင်သည်ဆိုသောစကားသည်မှန်ကန်သောကြောင့်သဗ္ဗရာခခသိမ့်မေကျွန်းတို့အားသုတိချမ်းသာခြင်းသည်ဟောတုဖြစ်ပါစေတည်းသဗ္ဗရာခခသိမ့်တုံမကံတင်တရားနာပိသပေါင်းသူတော်ကောင်းတို့အားသုတိလူလီကျမ်းမာစိတ်လီချမ်းသာဘေးဗျာပါပစ္စည်းဥစ္စာကျွဲဝသည်ဟောတုဖြစ်ပါစေတည်း